ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တိုင်းစစ်ကောင်းရင်ဂိုးရပေမဲ့ခံစစ်ကောင်းရင်တော့ဖလားပါရတယ်ဆိုတာတတ်သိပြခဲ့တဲ့ပွဲဘောလုံးတင်းမှာတိုင်းစစ်မှုကောင်းရင်တွင်းကိုတွေရတယ်ခံစစ်ကောင်းနေဆိုရင်တော့စူဖလားအောင်မြင်မှုတွေပါရယူသွားနိုင်တယ်ဆိုတာဟိုးရင်ကလေးကတတ်သိတွေပြထားခဲ့ကြပြီးသားဖြစ်ပါတယ်ပရီးမီးယားလိကိုဟိုဆေးမော်ရင်ညိုရောက်လာခဲ့တဲ့ပထမဆုံးယာတီမှာမော်ရင်ညိုကချဲလ်ဆီးတင်းကိုခံစစ်တေချာပြင်ဆင်ခဲ့ပြီးတော့ပီတာဆန်ရဲ့လက်စွမ်းပြမှုဂျွန်နယ်ရီနဲ့ကာဗယ်ဟိုတို့ရဲ့ဘိုးခံစစ်အတွဲနဲ့တူဖာရီယာဝိန်းဘရစ်ရှိုးနဲ့တူပဲပရီးမီးယားလိ38ပွဲကစားပြီးတော့ပေးကို15ခုနဲ့တူပရီးမီးယားလိချန်ပီယံစူဖလားကြီးကိုရယူသွားခဲ့ကြတာပါအဲ့လိုဟိုးရင်ကလေးကခံစစ်ကောင်းရင်စူဖလားအောင်မြင်မှုရတယ်ဆိုတဲ့တတ်သိရီရှိထားခဲ့လို့ဒီနေ့ဘောလုံးယာတီမှာလည်းခံစစ်ကောင်းရင်စူဖလားအောင်မြင်မှုတွေရရှိရဆိုတာတတ်သိပြထားခဲ့တဲ့ပွဲစဉ်တွေကလည်းတော်တော်များများရှိထားခဲ့တော့မြင်တွေ့ထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့ကစားသွားခဲ့တဲ့စပါတင်းနဲ့တူမန်ယူတင်းရဲ့ပွဲစဉ်ကြည့်မယ်ဆိုရင်စပါတင်းရဲ့ခံစစ်ကြောင်းကရိုမဲရိုပက်ထရိုပိုရိုဗန်နီဝန်ဥဒိုဂီတို့ဟာမန်ယူတင်းရဲ့ကန်သွင်းချက်တွေကိုတားဆီးနိုင်ခဲ့ကြသူဂိုးသမားဖြစ်တဲ့ဗီကာရီယိုရဲ့လက်စွမ်းကလည်းတော်တော်လေးကိုကောင်းမွန်ခဲ့တော့လည်းမြင်တွေ့ထားပါတယ်တိုင်စစ်ပင်တိုင်စစ်ဆိုတဲ့နီးပြားရဲ့အန်စီပိုဂလူကယူရိုပါလိဘောလုံးပွဲမှာခံစစ်ကိုအားပြုစားသွားခဲ့ပါတယ်မြောက်လန်ဒန်ဂျက်ဖာရီယာတပွဲလုံးမှာဂိုးပေါက်ကန်သွင်းမှု3ချိန်သာရှိခဲ့ပြီးတော့တစ်ချိန်တော့ဂိုးပေါက်တဲမှတ်မှုကနေအနိုင်ကိုရရှိခဲ့ကြတာဖြစ်ပါတယ်ဘောလုံးပိုင်ဆိုင်မှုဆိုလို့သူတို့6ထောက်ထဲ29%သာထိန်းသိမ်းနိုင်ခဲ့ကြတာပါဒါမဲ့လည်းလိုအပ်နေတဲ့အနိုင်ကိုသွင်းပြီးတော့ခံစစ်မှုတွေနဲ့ဂိုးသမားရဲ့ဆွမ်းဆွမ်းတမန်ကာကွယ်ဖျက်ထုတ်မှုတွေကြောင့်ခြေပါကိုပြန်လည်ခွင့်မပြုရပဲစူပလာကင်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်စပိုင်မှာအောင်ပွဲမှာဗီကာရီယိုဗန်နီဝန်ရိုမဲရိုကအဓိကသူရဲကောင်းတွေဖြစ်ခဲ့ကြပြီးသူတို့ကခံတက်ကြီးမကျိုးပေါအောင်လက်ရိုးနှလုံးရည်ပြည့်နဲ့ဆွမ်းဆွမ်းတမန်တိုက်ခိုက်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်စပါတင်လိုမျိုးတရားခြားသောပြိုင်ပွဲတွေမှာလည်းအဲ့လိုမျိုးပုံစံမျိုးတွေကိုထပ်ပြီးတော့မြင်တွေ့ထားခဲ့တာပါအိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်ကြောင်းလေးသတင်းပေးပြစေဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာထပ်ပြီးတော့ပြောရင် Man City နဲ့ Crystal Palace အသင်းတွေပွဲစဉ်ပဲဖြစ်ပါတယ်တိန်ခတ်ရီယာတိုင်းစစ်ကစားမအရေးရဲ့တလုံးနဲ့သောဂိုးနဲ့မန်စီကိုစောစီးဥဆောင်ခဲ့ပြီးတဲ့နောက်မှာတိုင်းစစ်မှုကောင်းတွေပိုင်ဆိုင်ထားတဲ့မန်စီရဲ့တိုင်းစစ်စင်မှုတွေအကောင်းဆုံးတားဆီးကာကွယ်သွားနိုင်ခဲ့ကြပါတယ်။ဂိုးသမားဖြစ်သူဒေးဟန်နာဆန်လက်စွမ်းပြမှုတွေကတကယ့်ကိုအမ်မကန်စွမ်းဆောင်ပြသွားခဲ့တော့မြင်တွေ့ခဲ့တာဖြစ်ပြီးမက်ကွီဥဆောင်တဲ့ခရစ္စပယ်လစ်ခံစစ်ကိုမန်စီရဲ့တိုင်းစစ်ဟာ9ရောက်မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။အဲဒီအတွက်လည်းမန်စီရဲ့ခရစ္စပယ်လစ်အသင်းကိုအရှုံးပေးသွားခဲ့ရပြီးတော့ဖလားလက်မဲ့ယာတီနဲ့ဖြတ်တန်းသွားခဲ့ရကခရစ္စပယ်လစ်အသင်းကတော့ချန်ပီယံဆုဖလားကိုစကူးသွားခဲ့ကြတာဖြစ်ပါတယ်။ဒါမျိုးတာကားတွေကချန်ပီယံလိပြိုင်ပွဲတွေမှာလည်းမြင်တွေ့ထားခဲ့ကြပြီးဖြစ်မှာပါ။အင်တာမီလန်နဲ့ဘာစီလိုနာ PSG နဲ့အာဆယ်ရဲ့ပွဲစဉ်တွေမှာလည်းမြင်တွေ့ထားခဲ့ရပြီးဖြစ်ပါတယ်။ဘာစလိုနာရဲ့တိုင်းစစ်ရှင်မှုတွေကိုရန်ဆိုမာတယောက်လက်ဆွဲများကာကွယ်မှုတွေပြုလုပ်သွားခဲ့တာမြင်ခဲ့ရသလိုဂန်နာရီရဲ့ဂိုးကန်သွင်းချက်တွေကိုလည်း PSG ဂိုးသမားဒိုနာရမာအကောင်းဆုံးကိုကာကွယ်မှုတွေပြသပြီးတော့လက်ဆွဲပြမှုတွေလုပ်သွားခဲ့ပါတယ်။အဲဒါကြောင့်လည်းအင်တာမီလန်နဲ့ PSG တို့ကချန်ပီယံလိဖိုင်နယ်မှာရင်ဆိုင်သွားကြတော့မှာဖြစ်ပြီးဘယ်အသင်းကဖလားကင်မြောက်သွားမလဲဆိုတာတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ခံစစ်မကောင်းလို့ရှုံးပေးလိုက်တဲ့အသင်းကတော့အဝေးမကြည့်နဲ့မန်ယူအသင်းကိုသာကြည့်လို့ပြောရမှာဖြစ်ပြီးတော့ဂိုးပေါက်တစ်ချိန်တက်တကိုးပေးခဲ့ရကအိုနာနာအားလုံးရဲ့အချစ်တော်ဖြစ်ထပ်ပြီးတော့မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။စုံနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။